မင်္ဂလာပါရှင်ဒီနေ့နီလာထောက်ဟောက်လေးတွေလိုက်ပြပေးပါမယ်ရှင်ခုပြမဲ့ထောက်ဟောက်လေးကတော့ Sunsley ရဲ့ project housing project ဖြစ်ပါတယ်ရှင် Sealy Palace ဖထနာကန်ပါကျမတို့ထဲကိုဝင်ပြီးတော့လေ့လာကြမယ်နော် Sunsley ရဲ့ project တိုင်းကတော့ security အရန်မြစ်တဲ့အထဲကိုဝင်ရဖို့ကအစစ်စစ်တော့တကားပေါက်နှစ်ပေါက်တောင်မှာကဲရောက်ပါပြီရှင်ဝေါပါရီကိုရောက်လာတယ်လို့ပဲနော်လောလောဆယ်တော့လေးနီလာအိမ်ထဲအထိဝင်မကြည့်ရသေးဘူးအခု facility နေရာတွေမှာတော့မှတော်တော်လေးကြိုက်နေပြီကြည့်ရတယ်အေးချမ်းနေရာပဲလေးလေးတိုက်ပြီးတော့တစ်ပင်သေးသေးမြင်များနဲ့ရေကူးကန်ကြီးကြီးနဲ့ဒါကြိုက်တဲ့ကလေးတွေရှိရင်လည်းတော်တော်လေးပျော်မှာပဲဒီနေရာမှာနေရတာကဲအဖိုးတွေအဖွားတွေတောင်တတိယသွားပြီဒီရောက်တာနဲ့ဒီလိုနေရာကြကြဝဝမှလမ်းပေးလျှောက်ချင်တာပြီးတော့ဒီနေရာလေးကကြတော့ gym ဆော့တဲ့နေရာလေးဖြစ်တယ် club house နေရာလေးပေါ့နော်အေးချမ်းနေရာပဲနေရာလေးကအရင်ကြိုက်တာပဲရှင်ကြည့်အောင်ဟိုဟာလေးတောင်ပေါ်ဒေသလေးကိုရောက်နေတလို့လို့ကဲအထဲကိုမကြည့်ရသေးဘူးအပြင်မှာနဲ့ကိုကြိုက်နေပြီဓာတ်ပုံလေးဗီဒီယိုလေးရိုက်လိုက်ပါဦးမယ်ရှင်အပြင်မှာကြိုက်တယ်တော့ဒီနေရာလေးကတော့ဈေးနှုန်းကလည်း၄တန်းဝန်းကျင်လောက်နဲ့ရတယ်ဆိုတော့လေတော်တော်လေးကိုအဆင်ပြေတယ်ရှင်ဘန်ကောက်မြို့ထဲနဲ့မဝေဘူးဒီဈေးနှုန်းနဲ့ရတယ်ဆိုတော့ဒီနေရာလေးကတော့နေဖို့အသစ်တော်ဆုံးပါပဲ၄-၅တန်းဝန်းကျင်နဲ့နေချင်တဲ့သူတွေအတွက်ပြင်မှာတော့လောက်ပါပြီအိမ်ထဲဝင်ကြည့်ကြရအောင်နော်ကဲသွားကြမယ်အထဲမှာပါရရှိလဲဝင်ကြည့်ကြမယ်ဘလို့ဖွဲ့စည်းပုံလေးတွေဖွဲ့စည်းထားလဲပေါ့နော်အခုကြည့်နေတဲ့အိမ်လေးကတော့နာမည်ပေးထားတာလေးပါလီစတယ်နော်ပြင်သစ်နာမည်ပေးထားတယ်အိတ်ခမ်း၃ခမ်းပါတယ်ရေချိုခမ်း၂ခမ်းကားပါကင်နဲ့နေရာရှိတယ်ပြီးတော့ဒါကတော့ kitchen လေးကတော့ကိုယ့်ဘာကိုပြန်ပြီးတော့ interior ပြန်လုပ်ရမှာပေါ့နော်ဒါနမူနာပြထားတဲ့ kitchen ပုံစံလေးပါရှင်သူရဲ့ဒီနေရာကဘာနဲ့နီးလဲဆိုတော့ဖထနာကန်ထဲမှာဆိုတော့မြို့ထဲနဲ့ကတော့တော်တော်နီးတယ်ဆွမ်လူမ်ကောက်ပန်းချန်နဲ့3ကီလိုမီတာပဲဝေးတယ်ရှင်မိကဘန်နာနဲ့10ကီလိုမီတာလောက်ပဲဝေးပါတယ်ရှင်ပြီးတော့သူကဒီ yellow line ဘူတာနဲ့လည်းနီးတယ် international ကျောင်းတွေလည်းဒီဘက်မှာရှိတဲ့အတွက်တမမီတို့ဒီဘက်ကိုပြောင်းလာနေမယ်ဆိုရင်လည်းစိတ်ပူစရာမလိုဘူး security ကလည်း24နာရီရှိတဲ့အတွက်လုံခြုံမှုအတွက်လည်းလုံးဝစိုးရိမ်စရာမလိုပါဘူးရှင်ဒီ Sunsley ရဲ့ project မှာဝယ်ပြီးနေမယ်ဆိုရင်ဒီ project လေးကိုစိတ်ဝင်စားရင်တော့ One Bangkok Realty ကိုအချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်ကျမတို့ One Bangkok မှာအမြဲတမ်းအားပေးနေတဲ့မေဟောင်းမေသည့်အကုန်လုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ဘန်ကောက်မှာအိမ်မဲဝယ်ဝယ်ခွန်လိုပဲဝယ်ဝယ်ကျမတို့ One Bangkok ကိုအချိန်မရွေးဆက်သွယ်မေးမြန်းနိုင်တဲ့ယုံကြည်စိတ်ချစွာအလုပ်တွေအပ်နိုင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုကြည့်ပြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်